Young Sheldon Season 2ဟာပါရမီရှင်ကလေးတယောက်ရဲ့ကြီးပြင်းလာပုံကိုဆက်လက်ဖော်ပြထားသလိုမိသားစုတစုရဲ့အချစ်နားလည်မှုနဲ့နေ့စဉ်ဘဝတွေကရေစရာကောင်းတဲ့အခိုက်အတန့်တွေကိုလည်းပုံမနှွေးထွေးစွာတင်ဆက်ထားတဲ့ season တစ်ခုဖြစ်ပါတယ်။ season 2စတင်ချိန်မှာ Sheldon Cooper ဟာသူ့အသက်အရွယ်နဲ့မလိုက်အောင်ဉာဏ်ရည်မြင့်မားနေစေဖြစ်ပြီးပတ်ဝန်းကျင်ကလူတွေနဲ့လိုက်ရောညီထွေဖြစ်အောင်နေထိုင်ဖို့စူးစမ်းနေရပါတယ်။သိပ္ပံနဲ့သင်္ချာဟာသူ့အတွက်လွယ်ကူလုံးပေမဲ့လူတွေရဲ့ခံစားချက်နဲ့ဆက်ဆံရေးတွေကိုနားလည်ဖို့ကတော့ခက်ခဲနေသေးပါပဲ။ကျောင်းမှာတော့ Sheldon ဟာသူ့ရဲ့ထူးခြားတဲ့အပြုအမူတွေကြောင့်အမြဲလိုအာရုံစိုက်ခံရတတ်ပါတယ်။သူဟာအမှန်တရားနဲ့ logic ကိုသာယုံကြည်သူဖြစ်ပြီးလူမှုရေးဆိုင်ရာစည်းမျဉ်းတွေကိုနားမလည်နိုင်သေးပါဘူး။ဒါကြောင့်အတန်းဖော်တွေနဲ့ဆက်ဆံရမှာမကြာခဏအခက်အခဲတွေကြုံတွေ့နေရပါတယ်။ဒါပေမဲ့ဒီအရာတွေကြားမှာပဲ Sheldon ဟာတဖြည်းဖြည်းနဲ့လူတွေကိုနားလည်ဖို့သင်ယူလာခဲ့ပါတယ်။မိမိမှန်တယ်ဆိုတာထက်တစ်ဖက်လူရဲ့ခံစားချက်ကိုအလေးထားဖို့လိုအပ်တယ်ဆိုတာကိုအနည်းငယ်စီနားလည်လာခဲ့တာပါ။ဒီ season ရဲ့လူကြိုက်အများဆုံးအပိုင်းတွေကတစ်ခုကတော့ John Sturgis နဲ့ Sheldon တို့ရဲ့ဆက်ဆံရေးဖြစ်ပါတယ်။ Sturgis ဟာ Sheldon အတွက်ဆရာတယောက်တည်းမဟုတ်ပဲသူလေးစားရတဲ့စံပြပုဂ္ဂိုလ်တယောက်ဖြစ်လာခဲ့ပါတယ်။သိပ္ပံကြောင့်နက်နက်ရှိုင်းရှိုင်းဆွေးနွေးနိုင်တဲ့လူကြီးတယောက်ကိုပထမဆုံးတွေ့ရတာကြောင့် Sheldon အတွက်အလွန်ပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ Mimo နဲ့ Sturgis တို့ရဲ့အချစ်ဇာတ်လမ်းကလည်းပရိသတ်တွေအလွန်နှစ်သက်ခဲ့တဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။အသက်အရွယ်တစ်ခုရောက်ပြီးမှစတင်ခဲ့တဲ့သူတို့ရဲ့ချစ်ချင်းမြတ်တာကရိုးရှင်းပြီးနှွေးထွေးလာပါတယ်။ Sheldon ကတော့သူချစ်တဲ့ Mimo ကိုတခြားသူတယောက်နဲ့မျှဝေရတာကိုအစပိုင်းမှာလက်မခံနိုင်ခဲ့ပါဘူး။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှလူတိုင်းမှာကိုယ်ပိုင်ဘဝနဲ့ကိုယ်ပိုင်ပျော်ရွှင်မှုရှိတယ်ဆိုတာကိုသူတဖြည်းဖြည်းသဘောပေါက်လာပါတယ်။ဒါဟာ Sheldon ရဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားမှုကိုပြသပေးတဲ့အရေးကြီးတဲ့အခန်းတစ်ခန်းဖြစ်ပါတယ်။အိမ်မှာတော့ George Sirel ဟာမိသားစုကိုထိန်းသိမ်းဖို့အစွမ်းကုန်စူးစမ်းနေသေးပါအလုပ်ဖိအားတွေငွေရေးကြေးပြဿနာတွေကြားမှာသူဟာဖခင်ကောင်းတစ်ယောက်ဖြစ်အောင်စူးစမ်းနေပါတယ်။ Sheldon နဲ့အမြင်မတူတာတွေမကြာခဏရှိပေမဲ့သားပေါ်ထားတဲ့မြစ်တာကတော့ဘယ်တော့မှမပြောင်းလဲခဲ့ပါဘူး။ Mary ကတော့ဘာသာရေးယုံကြည်မှုကိုအခိုင်အမာစုပ်ကိုင်ထားပြီးသူ့မိသားစုကိုအကောင်းဆုံးလမ်းညွှန်ပေးဖို့စူးစမ်းနေသူဖြစ်ပါတယ်။ Sheldon ရဲ့သိပ္ပံဆန်တဲ့အတွေးခေါ်တွေနဲ့မကြာခဏထိတ်တိုက်တွေ့ရပေမဲ့မိခင်တယောက်ရဲ့မြစ်တာကတော့အမြဲအနိုင်ရနေခဲ့ပါတယ်။ Missy ဟာလည်းဒီ season မှာပိုပြီးထင်ရှားလာတဲ့ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။သူမက Sheldon လိုဉာဏ်ကြီးရှင်မဟုတ်ပေမဲ့လူတွေရဲ့စိတ်ကိုနားလည်တတ်ပါတယ်။တစ်ခါတရံ Sheldon မမြင်နိုင်တဲ့အရာတွေကို Missy ကမြင်နိုင်ခဲ့ပြီးမိသားစုအတွက်အရေးကြီးတဲ့အားဖြည့်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Georgie ကတော့စာသင်ခန်းထက်လက်တွေ့ဘဝကိုပိုစိတ်ဝင်စားသူဖြစ်လာပါတယ်။သူဟာကိုလန်းကိုရှာဖွေဖို့စူးစမ်းနေပြီးလူငယ်ဘဝရဲ့စိတ်ကူးအိမ်မက်တွေကိုလိုက်လံရှာဖွေနေပါတယ်။တစ်ခါတရံ Sheldon နဲ့အဆင်မပြေမှုတွေရှိပေမဲ့ညီအကိုသွေးသားချင်းမြတ်တာကတော့ရှိနေသေးပါပဲ။ season 2ထဲကလူကြိုက်များတဲ့အခန်းတစ်ခုမှာ Sheldon ဟာကိုယ်ပိုင် database တစ်ခုဖန်တီးဖို့စူးစမ်းခဲ့ပါတယ်။သူ့အတွက်စကြဝဠာကြီးတွေကအချက်လက်အားလုံးကိုစနစ်တကျသိမ်းဆည်းထားချင်တာဟာအလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့အိမ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့ဘဝဟာ theory တွေလိုမရိုးရှင်းဘူးဆိုတာကိုသူသင်ယူခဲ့ရပါတယ်။နောက်ထပ်အမှတ်တရအကောင်းဆုံးအခန်းတွေထဲမှာ Sheldon နဲ့ Missy တို့ရဲ့ညီမဆက်ဆံရေးကိုဖော်ပြထားတဲ့အပိုင်းတွေလည်းပါဝင်ပါတယ်။နှစ်ယောက်လုံးဟာအမြဲတမ်းဖြစ်နေတယ်လို့ထင်ရပေမဲ့အရေးကြီးတဲ့အချိန်တွေမှာတော့တယောက်ကိုတယောက်ကာကွယ်ပေးကြပါတယ်။ဒီ season တစ်လျှောက်လုံးမှာ Sheldon ဟာသိပ္ပံပညာနဲ့သင်္ချာထက်ပိုပြီးရှုပ်ထွေးတဲ့အရာတစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒါကတော့လူသားဆက်ဆံရေးနဲ့ခံစားချက်တွေပါပဲ။ log တစ်ခုတည်းနဲ့ဖြေရှင်းလို့မရတဲ့ပြဿနာတွေရှိတယ်ဆိုတာကိုသူတဖြည်းဖြည်းနားလည်လာခဲ့ပါတယ်။ Sturgis စီကနေသူဟာအသိပညာတွေကိုသင်ယူခဲ့တယ်လို့မိသားစုစီကနေတော့မေတ္တာနဲ့နားလည်မှုကိုသင်ယူခဲ့ပါတယ်။ဒီနှစ်မျိုးပေါင်းစည်းမှသာလူတစ်ယောက်ပြည့်စုံလာနိုင်တယ်ဆိုတာကို season 2ကနူးနူးညံ့ညံ့ဖော်ပြပေးထားပါတယ်။ season အဆုံးပိုင်းကိုရောက်လာတဲ့အခါခိုးပမိသားစုဟာအခက်အခဲမျိုးစုံကိုရင်ဆိုင်ခဲ့ရပေမဲ့တယောက်နဲ့တယောက်လက်မလွတ်ခဲ့ကြပါဘူး။မတူညီတဲ့အတွေးခေါ်တွေမတူညီတဲ့အိမ်မက်တွေရှိပေမဲ့မိသားစုဆိုတဲ့ချီနှောင်မှုကသူတို့ကိုအတူတကွဆက်လက်ရပ်တည်စေခဲ့ပါတယ်။ season 2ရဲ့အလှဆုံးချက်ကတော့ Sheldon ဟာပါရမီရှင်တယောက်ဖြစ်နေပေမဲ့သူလည်းအမှားလုပ်တတ်တဲ့ကလေးတယောက်ပဲဆိုတာကိုပြသပေးထားတာပါ။သူဟာချစ်ချင်းမြတ်တာကိုလိုအပ်တယ်အတိအမှတ်ပြုမှုကိုလိုအပ်တယ်တစ်ခါတရံအထီးကျန်မှုကိုလည်းခံစားရတတ်ပါတယ်။ဒီအတွေ့အကြုံတွေကပဲနောက်တစ်ချိန်မှာလူတိုင်းသိတဲ့သိပ္ပံပညာရှင် Sheldon Cooper ဖြစ်လာဖို့အခြေခံအုတ်မြစ်တွေဖြစ်လာခဲ့တာပါ။ဒါကြောင့် Young Sheldon season 2ဟာရေမောစရာဟာတာတွေနဲ့ပြည့်နေနေတဲ့စက္ကန့်တစ်ခုတည်းမဟုတ်ပဲမိသားစုမြတ်တာနားလည်မှုနဲ့ကြီးပြင်းလာခြင်းအကြောင်းကိုနှွေးထွေးစွာပြောပြထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။